မင်္ဂလာပါဒီနေ့ကတော့ဒီကွာလင်းဘောနော် materialize နဲ့ပေါင်တာနဲ့ပေါ့နော်ဒီ normal စီယာရဲ့ setting ပေါင်တာနဲ့ loose setting ပေါင်တာနဲ့ကွာခြားချက်တွေပြောချင်လို့ပါထမအောင်ဆုံးပေါ့နော်ဒီကွာလင်းကိုအစကဟိုလို့ထင်ထားတာပေါ့နော် setting ပေါင်တာလို့ထင်ထားတာပေါ့နော်ထမတော့အရွေးမမှားဘူးပါကိုလိုမျိုးပေါ့နော်အရွေးမှားသွားမှဆိုလို့ပါသူကပထမချက်ကကွာလင်းကsetting ပေါင်တာလုံးဝမဟုတ်ပါဘူးသူကsetting ပေါင်တာမဟုတ်ဘဲနဲ့သူ့မှာသူကဟိုဟာတွေပါတယ်ပေါ့နော်အလက်တွေလည်းပါတယ်ပေါ့နော်အလက်တွေပါတဲ့အတွက်ကြောင့်မလို့သူက finishing ပေါင်တာဒါမှမဟုတ်ရှင်ရင် highlighter အနေနဲ့သုံးတဲ့ဟာပါသူကအဲဒါမို့ဒီဟာလေးမိအရန်ကလိုးတယ်ဆိုပြီးပြောနေကြတာပေါ့နော်ဒါလေးပေါ့နော်ဒါဖွင့်ပြပါမယ်သူ့ထဲမှာက puff ပါတယ်ပေါ့နော်သူ့ရဲ့ puff ပါမယ် puff ကဒီထဲမှာထည့်ထားလို့ပါသူ့ထဲမှာက puff ပါပါတယ်ဒီလိုဖွင့်လိုက်လို့ရှိရင်တော့ puff လေးကိုတော့ဒီထဲမှာထည့်ထားပေးရပါတော့ထည့်ထားပေးပြီးတော့ဒီလိုမျိုးဖွင့်လိုက်တယ်ဆိုပြန်ပြီးတော့ဖွင့်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကရောင်စုံဘောလုံးလေးတွေပေါ့နော်အဲ့မှာဆိုရင်ပန်းရောင်ရခရဲရောင်အစိမ်းရောင်ငွေရောင်ရွှေရောင်ပေါ့နော်သူ့မဲ့တော့အကုန်လုံးသူ့ထူကြချက်ချက်ကြည့်လိုက်ပေါ့နော်သူကလုံးဝဂလစ်တာတွေပါပါတယ်ဂလစ်တာတွေပါရမယ်အနံ့အရန်မှုရပေါ့နော်သူအားတာချက်ကတော့အနံ့အရန်မှုရပါတယ်ခတ်တွင်းဝယ်လိုက်တာတော့ဒီကွာလင်းရဲ့ travel collection ကိုဝယ်လိုက်တဲ့အတွက်ကြောင့်မလို့သူက brush လေးပါပါတယ်ပေါ့နော်ဒီလိုမျိုးသူက powder brush တစ်ခုပါထပ်ပါပါတယ်ဒီ powder brush လေးကတော့ဒီလိုလေးပေါ့နော်သူကဒီလိုမျိုးလေးပါpowder brush ကဒီလိုမျိုးလေးပေါ့နော်ဒါပြီးဒီလိုမျိုးလေးဖွင့်ပြီးတော့သုံးရတာပါဒါက powder brush ပေါ့နော် powder brush ကလည်းအရန်နူးညံ့ပါတယ်တက်ဝယ်လို့ရှိရင် powder brush ကသိန်းကျော်လောက်တော့ကြာတယ်ပေါ့နော်သူရဲ့ powder brush ကလည်းလေဒါလေးကတော့တန်တယ်လို့ခံစားရပါတယ်အဲဒါဆိုတော့ brush ပါအပါဟိုမှာတော့ဟိုလောက်ပဲကြာတာဆိုတော့ပေါ့နော်3သိန်းနဲ့5000ကျော်လောက်ကြာပါတယ်ဒီ powder brush ပါအပါပေါ့နော်ဒါဒီ travel setting ပေါ့နော် volume travel setting ကြောင့်မလို့ပေါ့နော်ဒီ collection ကြောင့်မလို့ပေါ့နော်သူ့မှာကောင်းတာအားသာချက်ကဘာလဲဆိုတော့ဒါ puff ပါတယ်နောက်ပြီးလို့ရှိရင်တော့အထဲမှာတော့ဟိုသူကဘူးလေးကသေးတယ်ပေါ့နော်ဒီမှာလက်မှာဆိုရင်တော့မှလေလက်ဝါးမှာမပြေပါဘူးဒီလိုမျိုးလေးတင်လိုက်အောင်ပါလေနောက်အဓိကတော့ glitter တွေပေါ့နော်ဒီ highlighter လိုပုံစံမျိုးအလက်တွေပါနေတာပေါ့နော်အဲ့တော့ setting ပေါင်းတာလို့သုံးချင်တဲ့မမညီမလေးတွေဆိုတော့ကွာလင်းကိုမကျွေးတာကောင်းပါတယ်ပြည့်တယ်ကွာလင်းကဈေးကလည်းများတယ်ပေါ့နော်ဈေးကလည်းများတဲ့အတွက်ကြောင့်မလို့မတန်ဘူးလို့ခံစားရတယ်ကြဘယ်လောက် gram လို့ပါလဲဆိုတော့ gram ကနည်းနည်းပဲပါတယ်ပေါ့နော်20 gram ပေါ့နော်20 gram ပဲပါတယ်အဓိက setting ပေါင်းတာလို့ဆိုနေညီမလေးဆိုလို့ရှိရင်လုံးဝမဝယ်ပါနဲ့တရားလုံးဝ glitter တွေအများကြီးပါလို့ပါနောက်ဒီsetting ပေါင်းတာလို့ကျင်နေဆိုလို့ရှိရင်တော့ဒီ loose Lauramercier ရဲ့ translucent loose setting ပေါင်းတာလေးကသူအဆင်ပြေပါတယ်ဒီဟိုခတ်တွင်းဝယ်ထားတဲ့ဟာတော့ translucent color လေးပေါ့နော် translucent color လေးကဒီလိုအရောင်လေးပါခတ်တွင်းကတော့ဒီကွာလင်းကို puff နဲ့မသုံးတဲ့အတွက်ကြောင့်မို့လို့ဒီ puff လေးကိုဒီ Lauramercier ထဲမှာထည့်သွင်းလိုက်တာ Lauramercier မကောင်းတဲ့အချက်ကပါလဲဆိုတော့သူ့မှာ puff မပါပါဘူးသူက holiday edition set တွေပါပဲ puff တွေရပါတဲ့အတွက်ကြောင့်မလို့ puff ကလည်းစီးကြီးရပေါ့နော် holiday edition set ဆို2သိန်းဝန်းကျင်လောက်ကြာပါမယ်ဒီကောင်ကတော့သူက29 gram ပါတယ်မဆိုးဘူးပေါ့နော်လက်ထဲမှာဆိုလို့ရှိရင်ပြပြဝဝခန့်စားရတယ်ပေါ့နော်များများလဲပါတယ်ဟိုကောင်က20 gram ပါတယ်ပေါ့နော်
သူ့မှာ glitter မပါဘူး translucent အယောင်ဆိုပေမဲ့လည်းသူကအရင်ဖြူဖွေးနေရမျိုးမဟုတ် translucent ဆိုပြတော့ဖြစ်တော့အဖြူတွေများတယ်ပေါ့နော်သူကအဖြူမဟုတ်ပေါ့နော်အဖြူမဟုတ်ပဲနဲ့ဒီလိုမျိုးအသားရောင်လေးလိုပုံစံမျိုးအသားနုရောင်လေးဆိုတော့အဆင်ပြေရဲ့တော့အဆင်ပြေမကောင်းတာတော့ puff မပါလို့ပေါ့နော်ဒီလိုမျိုး loose powder တွေကတော့ puff နဲ့မှအဆင်ပြေပေါ့နော် Catherine ကတော့ဟိုဘက်ကကွာလင်းက puff ကိုဒီဘက်ကိုထည့်လိုက်ပြီးတော့ကွာလင်းကိုက brush နဲ့ပဲ powder brush နဲ့တုံးနေတဲ့ကြောင့်မလို့ဒီခုကိုအဆင်ပြေသွားပါတယ်နောက်ပြီးတော့ဒီ glitter ပါတာမကြိုက်တဲ့ခဏမမညီမလေးတွေဆိုလို့ရှိရင်တော့ဒီ translucent Lauramercier ကိုပဲဝယ်ဖို့အကြံပြုချင်ပါတယ်ဈေးလုံးအဖြစ်လေ Lauramercier က3,200ခွဲ3,200ဝန်းကျင်ကနေပြီးတော့3,500ဝန်းကျင်လောက်ထိသူတို့ရောင်းကြရတယ်ပေါ့နော်ဒီ Lauramercier ကို puff ပါတာလို့ရှင်နေဆိုတော့သူရဲ့ holiday set edition တွေကိုရှာပြီးတော့ဝယ်မှရမှာပေါ့နော်ဆိုတော့နည်းနည်းတော့ဈေးများမယ်ပေါ့နော်သူကဒီ quality ကတော့အဓိကကောင်းတာတော့သူကဒီ glitter ပါမယ် highlighter ပါတယ်နောက်တအားမှုရပေါ့နော်သူရဲ့ natural ingredients တွေပါတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ natural ingredients တွေမှာဘာတွေပါဝင်လဲဆိုတော့သူရဲ့တော်တော်လေးတော့မှုရပေါ့နော်အနံ့လေးကတော့အရင်ကောင်းတယ်ရန်ကို luxury ဆန့်ချင်တယ်ဆိုလို့ရှင်တော့ဘဝမှာလို့တစ်ခါလောက်သုံးကြည့်ချင်တယ်ဆိုလို့ရှင်တော့ဒီ quality လေးဟိုဝယ်တင်တယ်ပေါ့နော် quality ကဒါ02 cool ဆိုတဲ့ color လေးဆိုပေမဲ့ဒါဖြူဖြူအကုန်လုံးနဲ့လိုက်ပါတယ်ဒါပေမဲ့မကောင်းတဲ့အချက်ကတော့ glitter တွေပါတယ်စက်တီပေါင်းတာနည်းနည်းသုံးချင်တဲ့လူတွေဆိုအဆင်မပြေပါဘူးနောက်ပြီးတော့ပါတာလည်းနည်းတယ် luxury တော့ so luxury ဖြစ်တဲ့အနံ့အရင်ကောင်းတယ်ပေါ့နော်luxury ဖြစ်တဲ့အနံ့အရင်ကောင်းတယ်သူ့ရဲ့ဒီ travel set ကတော့ပိုတန်တယ်ပေါ့နော်ဒီ brush ပါအပါ puff လည်းအပါဟိုမှာ3သိခွဲကျော်လောက်ပဲကြာတယ်ပေါ့နော်3သိ5,500ပေါ့နော်ကျွန်တော်ဝယ်ဆိုင်မှာဆိုလို့ရှင်တော့ခက်တွင်ဝယ်ဆိုင်မှာဆိုလို့ရှင်တော့လေဒီ Lauramercier ကတော့မကောင်းတာတော့ puff မပါဘူးဒါပေမဲ့သူကတော့ puff နဲ့မှအဆင်ပြေပေါ့နော် puff ထည့်သုံးမှာပဲအဆင်ပြေရပါ Lauramercier ကတော့brush ထက်ဆိုင်လို့ရှင်တော့ဒီ loose setting powder လေးဆိုလို့ရှင်တော့ puff နဲ့တုံးတာပို့ပြီးတော့သဘောကျပါတယ်ဒါလေးကတော့အကြမ်းမြင်လေးပေါ့နော်ဟို review လေးပေးတာပေါ့နော်ကိုကပတ်စံနေရန်ပေါ်နေတယ်ဟိုဒါမှမဟုတ်လဲပတ်စံမပေါ်ပေမဲ့လည်းဘောကမှတစ်ခါတော့ကွာလင်းကိုသုံးကြည့်ချင်တယ်ဆိုလို့ရှင်တော့ဒီကွာလင်း materialize လေးကိုဟိုpowder လေးပေါ့နော်ဒီ finishing powder glitter ပါတဲ့ powder လေးကိုပေါ့နော်ဝယ်ပါဒါပေမဲ့ဒါဝယ်ပြီးတော့နောက်တစ်ခေါက်ထပ်ဝယ်ဖို့တော့မရှိပါဘူးဘာဖြစ်လို့ဆိုတော့ဈေးများတာလည်းပါတယ်ပေါ့နော်နောက်ဒီက travel set မှုလို့တန်တာပေါ့နော် brush တွေပါတယ်ခါညာဆိုသူ့ကြီးပဲတက်တက်ဆိုရင်တော့3သိန်းကျော်လောက်ကြာတယ်ပေါ့နော်ဒီလိုမျိုးဘူးလေးပဲတက်တက်ပါတယ် puff နဲ့ဒီဟာနဲ့ပဲပိုင်းတော့မှ3သိန်းဝန်းကျင်လောက်ကြာတယ်ဆိုတော့ဝယ်ဖို့တော့ recommend မလုပ်ပါဘူးဒီ Lauramercier ကတော့ဒီဟာကုန်သွားရင်ထပ်ဝယ်ဖြစ်ဖို့များပါတယ်ဒါပေမဲ့ဒီ puff ကတော့မပါဘူးပေါ့နော်အဲဆိုတော့စဉ်းစားထားတာနောက်တစ်ခါဝယ်လို့ရှင်တော့ Lauramercier translucent loose set တွေပေါင်းတာကို translucent color လေးပဲပေါ့နော်ဝယ်မယ်ပေါ့နော် translucent color လေးကိုမှpuff ပါလို့ရှင်တဲ့အတွက်ကြောင့်မလို့holiday set edition တွေဝယ်ဖို့စဉ်းစားထားပါတယ်အဲဆိုတော့ဒီမှာ cut twin မှာရှိတော့သုံးနေတယ်ဒီ set တွေပေါင်းတာနှစ်ခုပေါင်းတော့2မျိုးကို review လေးလုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်အခုလို့review လေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့ကြိုက်တယ်ဆိုလို့ရှင်တော့like လေးတစ်ခါlike and subscribe လေးလုပ်ပါပြီးလို့ရပါတယ် Catherine ရဲ့ဒီ YouTube channel လေးကိုပေါ့နော်အဲဆိုအားလုံးကျေးဇူးတင်ပါတယ်တတာ